ကျွန်တော်ဒီနေ့မှာတော့ကျောင်းသားကလေး Sakura School ဆိုတဲ့ game လေးကိုပြသွားမှာပါ။ Okay Play Store ရဲ့အရင်ဝင်လိုက်ပါဗျာ။ Sakura School ဆိုတဲ့ game လေးတော့ကိုပြသွားမှာဖြစ်ပါတယ်။ Okay ဒီမှာရှာတဲ့ဟာတွေနှိပ်လိုက်ပါအဲ့ဒါဘလို့သိကြပါတယ်ပြီးလို့ရှိရင်ဒီဟာလေးကိုနှိပ်ပါဗျာဒါလေးကိုနှိပ် Okay ဒါလေးကိုနှိပ်လိုက်ပါဒါလေးကိုနှိပ်ပြီးရင် screen မှာကျွန်တော်ရှာပြမယ် SAKU ဒီမှာတက်လာလိုက်မယ်ဗျတက်လာလိုက်ပါနော်ဒီမှာဟုတ်ကဲ့ပါတက်လာလေအဲ့ဒါလေးကိုနှိပ်လိုက်ပါအဲ့ဒါလေးနှိပ်လိုက်မယ်ဆိုရင်ဟောဒီမှာကျောင်းသားကိဒီ game မဟုတ်ပါဘူးဒီ game မှားပါတယ်ဒီ game မကူပါနဲ့အဲ့ game မဟုတ်ပါဘူးဒီ game တွေပါဆော့လို့လည်းရာကောင်းပါတယ်ကျွန်တော်ကတော့မဆော့ချင်ဘူးပါဟုတ်ကဲ့အားလုံးပဲနောက်ခါကျရင်ဘယ်လိုလို့စီကိုချင်တဲ့ဟာလေးဒီမှာမှကကျွန်တော်ကိုပြပေးပါမယ်အားလုံးပဲပတ်ပါမယ်